ဒီနေ့ဟာအောက်တိုဘာ18ရက်နေ့2026ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမဲ့သတင်းကတော့ရုရှားယူကရိန်းစစ်ပွဲမှာဗြိတိန်နဲ့ရုရှားကြားတင်းမာမှုကိုပူမြင့်တက်လာစေနိုင်တဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်သတင်းကောင်းစင်တွေမှာ British drones are hitting Russian refineries ဆိုပြီးတွေ့ရနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာအရင်ဆုံးတစ်ချက်စဉ်းထားချင်တာရှိပါတယ် British military ကူတိုင်းရုရှားကို drone နဲ့တိုက်ခိုက်နေတဲ့ဆိုတာမဟုတ်ပါဘူးလက်ရှိသတင်းတွေအရ UK မှာထုတ်လုပ်ထားတဲ့ drones တွေကို Ukraine ကအသုံးပြုပြီးရုရှားနိုင်ငံအတွင်းနဲ့ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်နေတယ်လို့သတင်းတွေမှာထွက်လာပါတယ် The Sunday Times ရဲ့သတင်းအရBritish companies နှစ်ခုကထုတ်လုပ်ထားတဲ့ drones တွေကို Ukraine စီပေးထားပြီး Ukrainian forces ကအဲ့ဒီ drones တွေကို deep strike campaign မှာတုံးပြုတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီလို deep strike ဆိုတာဘာလဲဆိုရင် front line အနီးနားကိုတိုက်ခိုက်တာမျိုးမဟုတ်ပဲရုရှားနိုင်ငံအတွင်းယာနဲ့ချီထောင်နဲ့ချီကီလိုမီတာဝေးတဲ့ oil refineries military facilities logistics centers transport infrastructure စတဲ့အရေးကြီးတဲ့နေရာတွေကိုတိုက်ခိုက်တာဖြစ်ပါတယ်။ Ukraine ကဒီနှစ်အတွင်းရုရှားရဲ့ energy infrastructure ကို drone နဲ့ဆက်တိုက်ခိုက်နေပါတယ်။ဥပမာပြောရရင် August 17ရက်နေ့မှာရုရှားရဲ့ Orsk oil refinery ကို Ukrainian drone attack တခုတိုက်ခိုက်စေခဲ့ပြီး refinery operation ကိုရပ်နားခဲ့ရတယ်လို့ Reuters သတင်းကဖော်ပြထားပါတယ်။ဒါပေမဲ့အခုဒီသတင်းကိုပူအရေးကြီးလာစေတာကရုရှားရဲ့တုံ့ပြန်ချက်ဖြစ်ပါတယ်။ရုရှားကဗြိတိန်ကိုတတိပေးနေပါတယ်။မော်စကိုဖက်ကဗြိတိန်ကယူကရိန်းကိုလက်နက်ပေးတာထက်ကျော်ပြီးရုရှားတွင်တိုက်ခိုက်မှုတွေမှာအလွန်နက်နက်ဆန်းဆန်းပါဝင်လာတယ်လို့ဆွေးနွေးနေပါတယ်။ Russian Foreign Minister Sergei Lavrov ကလည်းဗြိတိန်ရဲ့တိုက်ရိုက်ပါဝင်မှုရှိတယ်လို့ရုရှားကယူဆရင်ဗြိတိန်ကိုဒီစစ်ပွဲရဲ့ participant ပါဝင်သူတူအဖြစ်သတ်မှတ်ခွင့်ရှိတယ်လို့ပြောလာပါတယ်။ရုရှားရဲ့ London Embassy ကလည်းဗြိတိန်ကို consequences ရှိလာမယ်လို့တတိပေးထားပါတယ်။ဒီစကားကအတိအကျဘာလို့မယ်ဆိုတာတော့ရုရှားကမပြောသေးပါဘူးဒါပေမဲ့ cyber attacks ဖြစ်နိုင်မလားBritish interest ကို target လုပ်မလားတခြား military ဒါမှမဟုတ် hybrid retaliation တခုခုရှိလာမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ် Britain ဖက်ကတော့နှုတ်ဆုံးမဲ့ပုံမပေါ်ပါဘူး British Prime Minister Andy Burnham ကဒီနေ့ပြောတာက Britain ဟာ Ukraine ကို 100% ဆက်လက်ထောက်ခံသွားမယ်လို့ပြောပါတယ် UK government ရဲ့ official information အရBritain ဟာ2026နှစ်ကုန်မတိုင်ခင် Ukraine ကို drones 3,500အထိပေးဖို့စီစဉ်ထားပါတယ်။ဒါကြောင့်ဒီကိစ္စက drone အနည်းငယ်အကြောင်းတင်မဟုတ်ပါဘူး။ပူကြီးတဲ့မေခွန်းက Ukraine စစ်ပွဲဟာရုရှားနဲ့ NATO နိုင်ငံတွေကြားတိုက်ရိုက်ပဋိပက္ခဖြစ်လာနိုင်သလားဆိုတာဖြစ်ပါတယ်။ဒီအချိန်အထိတော့ Britain နဲ့ရုရှားတိုက်ရိုက်စစ်ဖြစ်နေပြီလို့မပြောနိုင်သေးပါဘူး။ British troops ဒါမှမဟုတ် British military pilots ကရုရှားကိုတိုက်ခိုက်နေတဲ့ဆိုတဲ့အတည်ပြုထားတဲ့အချက်မရှိသေးပါဘူး။ဒါပေမဲ့ British made weapons ကို Ukraine ကရုရှားနိုင်ငံအတွင်းပူပြီးနဲ့ဆိုင်အသုံးပြုလာတာနဲ့အမျှရုရှားရဲ့အမြင်မှာတော့ Western countries ကဒီစစ်ပွဲထဲပူပြီးပါဝင်လာနေတယ်လို့တွက်ချက်လာနိုင်ပါတယ်။ဒါကြောင့်ဒီအခြေအနေမှာအရေးကြီးဆုံးစောင့်ကြည့်ရမယ့်အရာ၃ခုရှိပါတယ်။ပထမကတော့ရုရှားကဗြိတိန်ကိုပြောထားတဲ့ consequences ဆိုတာဘာမျိုးဖြစ်လာမလဲဆိုတာဖြစ်ပါတယ်။ဒုတိယကတော့ UK ဟာ Ukraine ကို long range strike capabilities ပူများလာအောင်ဆက်လက်ပံ့ပိုးမလား။တတိယကတော့ဒီကိစ္စဟာ NATO နဲ့ရုရှားကြားတင်းမာမှုကိုပူပြီးမြင့်တက်လာစေလားဆိုတာဖြစ်ပါတယ်။အခုချိန်မှာတော့ Britain is bombing Russia လို့ပြောတာထက် Ukraine is using British-made drones for strike deep inside Russia and Moscow is warning Britain of consequences လို့ပြောတာကပူတိကျပါတယ်ဒါပေမဲ့တခုတော့တေချာပါတယ်
Russia Ukraine စစ်ပွဲဟာ battlefield တစ်ခုတည်းမှာမကန်တတ်တော့ပါဘူး weapon supply drone technologies energy infrastructure attacks နဲ့ NATO support ဒီကြောင့် Russia နဲ့ Western powers ကြား under ရှိတဲ့ escalation line ကပူနီးလာပါတယ်ဒီအခြေအနေဘယ်အထိရောက်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်